အခုဒီမဲ့ lesson 1 plus မှာကျတော့ခင်ဗျားတို့ die value လေ့ကျင့်ခန်းနေပြီ1 CB brief 4 beat တန်ဖို့ရှိတယ်2 minimum 2 beat တန်ဖို့ရှိတယ်3 crochet 1 beat တန်ဖို့ရှိတယ်အဲ့3ခုကိုပဲရောပွေပြီးကျွန်တော်တို့လေ့ကျင့်ကြမယ်